အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Yoshi Game ရမှာဒီနေ့မှာပေါ့ Mobile Legends Game တွေကတစ်ဆန် trade တွေကိုအနေငယ်ပြောရမှာဖြစ်ပါတယ် intro လေးပြီးရင်စလိုက်ရအောင်ဗျပထမဆုံးအနေနဲ့ဘော်ရာတို့ကချုံမှုထဲကိုဝင်သွားမယ်ဆိုရင်မြင်လုံးပေါ်လေးပေါ်လာလိမ့်မယ်အဲ့မြင်လုံးပုံလေးပေါ်လာတာကဘော်ရာတို့ enemy တွေကမမြင်ရတော့ဘူးဆိုတော့အတိတ်ပဲဒါပေမဲ့ခြုံထဲဝင်သွားတဲ့အချိန်မှာမျက်လုံးပေါ်လေးကတန်းမပေါ်လာပဲနဲ့ခဏနေမှပေါ်လာမယ်ဆိုရင်တော့ဘော်ရာတို့ရဲ့အနီးနားအချုံထဲမှာ enemy ရှိရဆိုတာကိုဖော်ပြနေတာဒီမှာကြည့်လိုက်ရင်သိတာတယ်အခုကျွန်တော်ပြပြတဲ့အချက်ကိုသတိထားပြီးစောင့်ကြည့်ပြီးတော့ enemy ကခြုံထဲမှာကိုယ်စောင့်နေလားမစောင့်နေဘူးလားဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်နောက်တစ်ကောင်ကတော့ EPC လို့ခြေစလုံးနဲ့ခေါ်ကြတဲ့ hacker ပဲဖြစ်ပါတယ် hacker ကဆိုရင်ဒီတိုင်း enemy ဘေးနားမှာမရှိဘူးဆိုရင်screen down လေးတောင်ကအမဲလေးတွေပေါ်နေမှာဖြစ်ပြီးတော့ကဲလို့ဘေးနားမှာအမဲလေးတွေကလမ်းလျှောက်နေနေပျောက်သွားတယ်ဆိုရင်တော့ဘေးနားမှာ enemy တကောင်ကရှိနေပါပြီအဲ့ဒါဆိုရင်ဘော်ရာတို့အနေနဲ့ခြုံထဲတွေဝင်မယ်ဆိုရင်တတိထားပြီးတော့သွားဖို့လိုလိမ့်မယ်ဘော်ရာတို့ကအဲ့ဒီအချက်ကိုလည်းသိတယ် hacker လည်းကင်ထားရဆိုရင်တော့ခြုံထဲဝင်တတိထားပြီးဝင်ဖို့လိုလိမ့်မယ် enemy တကောင်တည်းဆိုကိစ္စမရှိပေမဲ့နှစ်ကောင်သုံးကောင်လောက်ရှိနေဆိုရင်တော့ပြန်ပြီးတော့သေသွားနိုင်တယ်အဲဒါကြောင့်တတိထားသိခြင်းနဲ့ဘလို့အချိန်မျိုးတွေဝင်သိလဲဆိုရင်ဘော်ရာတို့က minimal လေးကိုကြည့်ပြီးတော့ enemy ၄အောင်လုံး vision ပေါ်နေဆိုရင်ခြုံထဲမှာတကောင်တည်းရှိတာသေကြပြီအဲဒါဆိုရင် silent လေးသုံးပြီးတော့ဝင်တက်လိုက်ရုံပဲနောက်တစ်ကောင်ကတော့ Xbox ပဲဖြစ်ပါတယ် Xbox က Euro တက်တန် step မပြည့်တဲ့အချိန်မှာခုတ်ရင်တော့ physical attack ပဲထိပြီးတော့ step ပြည့်သွားတဲ့အချိန်မှာ visitor ခုတ် skill 1ပဲသုံးတော့ true damage ထိတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကြောင့် Xbox ကိုကင်ပြီဆိုရင်စတက်6ခုပြည့်အောင်စုပါပြည့်သွားမှ AD ကိုသုံးနေခြင်းနဲ့ကဲဒီချက်လေးတွေကိုသုံးပြီးတော့ RAM မှာကျယ်တွေအများကြီးတိုးကြပါစေကြညာလေးနည်းနည်းဝင်ပါမယ်ကျွန်တော်ရှိမှာမုံဝန်းချင်းတိုင်းမုံတွေကိုဈေးသက်သာနဲ့လာဝယ်လို့ရပါတယ်နောက်ထပ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်တော့ပြကြပါဦး Facebook ကကြည့်တဲ့ brother တွေရော like ရ share လေးနဲ့ကူညီပေးကြပါဦးနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်